ရှိရင်ဘုရားခင်စိတ်တော်နဲ့တွေ့နိုင်အကြောင်းမူကားဘုရားခင်ထံတော်သို့သူသည်ဘုရားခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ဒီနေ့တော့ဘာလို့ကောင်းစပစ်ချင်တာကယုံကြည်ခြင်းမရှိရင်ဘုရားခင်ရဲ့စိတ်တော်နဲ့မတွေ့ဘူး။ယုံကြည်ခြင်းရှိတော်သူတွေကဘုရားခင်အထံတော်သို့ဆင့်ကပ်တော်သူတွေဖြစ်တယ်။ဘလို့ပဲကြုံပါပဲကြုံဘုရားခင်ရှိတော်မူပြီးကိုတောင်းတည်တာဖြစ်တယ်။ဘုရားခင်ရှာရဲဆိုရင်ဘုရားခင်ရှာတဲ့အခါမှာအကျိုးပေးတယ်ဆိုတဲ့ဟာကိုတည်ပြီးတော့ယုံကြည်ရတယ်တဲ့။ဒါကတည်းကယုံကြည်ခြင်းမရှိလာတဲ့အခါမှာအော်ဘုရားဒုက္ခရောက်တဲ့အခါမှာအော်ဘုရားရှိပါသလားဘုရားတကယ်ရှိသလားလို့တွေးဝေနေတဲ့လူများများစွာရှိတာဖြစ်ပါတယ်။တကယ်ကျွန်တော်တို့တဲကန္တရာကြီးတကယ်ကျွန်တော်တို့လူနေနဲ့မလုံနိုင်တဲ့မုံတိုင်းကြီးကြားရတဲ့အခါမှာမြင်နေရတဲ့အခါမှာအော်ဘုရားဆိုတာတကယ်ရှိလားဘုရားဆိုတာတကယ်ရှိပါမလားဆိုတဲ့ကျွန်တော်တို့တွေအတွေ့အကြုံများရှိတာဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်တို့ဒီရလေးယုံကြည်ခြင်းမရှိတဲ့ဘုရားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူး။အကြောင်းကဘုရားသခင်အထံတော်သို့စိတ်ကတော်သူသည်ဘုရားသခင်ရှိတော်မူပြီးကို၎င်းကိုယ်တော်ကိုရှာတော်သူဟာအကျိုးပေးတော်မူပြီးကို၎င်းယုံကြည်ရ၏တဲ့။